အားလုံးပဲမင်္ဂလာပါရှင်တမင်းစားလို့မကောင်းဘူးဘာချက်စားမှမသိဘူးလို့စဉ်းစားရခက်နေတယ်ဆိုရင်ဒီဟင်းအတွက်ဆက်လေးချက်စားကြည့်ပါနော်အရင်ဦးဆုံးရေပွဲရှင်ဆက်ချက်ဖို့အတွက်စီကိုတွေကိုဂျင်းကျက်သွန်ဖြူကျက်သွန်အနီနည်းနည်းမင်းအမြင့်တွေရောထောင်းထားတဲ့ဟာလေးကိုထည့်ပါမယ်ရှင်အနံလေးမွေးပြီးတော့ရွှေဝါရောင်တန်းလာတဲ့အထိစီသက်ပေးရပါမယ်ရွှေဝါရောင်တန်းလာပြီဆိုလို့ရှိရင်တော့ငရုတ်သီးခွဲချမ်းကိုစားနဲ့တလောက်ထည့်ပါမယ်ပြီးလို့ရှိရင်အယောင်တင်မုံငရုတ်သီးအစိမ်းမုံကိုပြောတာပါနော်ငရုတ်သီးအစိမ်းမုံကိုလည်းအနည်းငယ်ထည့်ပေးပါမယ်ရှင်ပြီးလို့ရှိရင်တော့ရေဆေးတန့်စင်ထားတဲ့ရေပွဲလေးတွေထည့်ပေးပါမယ်အရသာအတွက်ကတော့ဟင်းချုံမုံအနည်းငယ်စားအနည်းငယ်ပင်လယ်စာချက်တာဖြစ်တဲ့အတွက်ကြောင့်မလို့စားအောင်နည်းနည်းတော့ short ထည့်လို့ရပါတယ်နော်အဲ့ဒါလေးထည့်ပြီးတော့အကုန်လုံးကိုရေပွဲလေးတွေအယောင်ပြောင်းသွားတဲ့အထိစီတက်ပေးပါမယ်ပြီးလို့ရှိရင်တော့အရှင်ရသာအတွက်ကတော့ရှာလကရေးထမင်းစားစုံတစ်စုံခန့်ထည့်ထားပါတယ်ဘဲငယ်များရေးအကြီးအနည်းငယ်ထည့်ထားပါတယ်ရှင်ပြီးလို့ရှိရင်တော့ရေအနှဲငယ်ထည့်ပြီးတော့အဖုံးအုပ်ပေးထားပါမယ်ရှင်ရေပွဲကရေတွေပြန်ထွက်လာအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့ရေတွေအများကြီးထည့်စရာမလိုပါဘူးเนาะကဲခုဆိုလို့ရှိရင်ရေခမ်းပြီးတော့တကယ်လို့ကိုလိုချင်တဲ့အနေထားရပြီဆိုလို့ရှိရင်နန်းနန်းမင်းဒါမှမဟုတ်ရင်ရှမ်းနန်းနန်းလေးအုပ်ပြီးတော့သုံးဆောင်လို့ရပါပြီရှင်ပန်းစိမ်းဘရိုကိုလီကိုကြော်ဖို့အတွက်စီအနှဲငယ်တွေကိုကျက်သွန်ဖြူထားပြရိုက်ထားလေးထည့်ပါမယ်ပြီးကြလို့ရှိရင်တော့ရေစိမ်ထားတဲ့ပစွန်ချောက်ကိုထည့်ပေးပါမယ်ရှင်ပြီးလို့ရှိရင်တော့ပန်းကော်ပီစိမ်လေးတွေထည့်မယ်အရသာအတွက်ကစားအချုံမုံအနှဲငယ်ထည့်ပြီးလို့ရှိရင်ရေလေးအနှဲငယ်ထည့်ပြီးတော့အဖုံးအုပ်ပြီးတော့တည်ထားလိုက်လို့ရှိရင်ရပါပြီနော်ဘရိုကိုလီကြော်တဲ့အခါရေအများကြီးမထည့်ဘဲနဲ့ရေအနည်းငယ်ပဲထည့်ပြီးတော့အဖုံးအုပ်ပေးထားမယ်ဆိုလို့ရှိရင်ဘရိုကိုလီလေးတွေကအခုလိုမျိုးစိမ့်စိမ့်လေးနဲ့အရင်ကိုစားလို့ကောင်းပါတယ်ရှင်ရေပွဲရှင်ဆက်ချက်လေးရဲ့ပန်းကော်ပီကိုပစွန်ချောက်လေးနဲ့အချိုကြော်ထားတာလေးရဲ့အရင်ကိုထမင်းစားလို့မိန်ပါတယ်ရှင်ရေပွဲကနီးသိချင်တဲ့သူတွေကနောက်ကဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးပါအောင်နော်ရေပွဲတွေရဲ့ဘေးမှာပါတဲ့မျက်လုံးနှလုံးကိုလည်းကကြီးလေးနဲ့ဖောက်ပြီးတော့ထုတ်ပေးပါမယ်အလယ်မှာပါတဲ့အချုံလေးတွေကိုလည်းလက်လေးနဲ့အသားရညှစ်ပြီးတော့ထုတ်လို့ရှိရင်လည်းရပါတယ်နော်ပြီးလို့ရှိရင်ရေပွဲရဲ့ခေါင်းထဲမှာပါတဲ့သဲအိတ်ရယ်ပြီးလို့ရှိရင်မှင်အိတ်လေးတွေရယ်ပါတတ်တာမလို့အဲ့ဟာလေးတွေကိုလည်းထုတ်ပေးရမှာဖြစ်ပါတယ်။ကဲလို့မိမိကအိမ်မှာပဲစားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမလိုပဲပေါ့နော်ရေပွဲကိုထက်ချမ်းပြီးတော့တန့်စင်မယ်ဆိုလို့ရှိရင်လည်းရပါတယ်။ဆိုင်ဒီမှာလိုမျိုးအကောင်မပြတ်လေးပဲတန့်စင်မယ်ဆိုလို့ရှိရင်တော့ဒီခေါင်းမှာပါတဲ့သဲအိတ်နဲ့မှင်အိတ်လေးကိုတော့သတိတရထုတ်ပေးဖို့လိုပါတယ်နော်။